ွေရယ်မိုးရယ်စောင်းရယ်ဇာတိတွေဘလို့ပြောင်းဒီအကြောင်းတွေကိုရေးရတဲ့စာစီစာကုန်းတွေကတော့မဟောင်းနိုင်ဖြစ်ရပါတယ်နေထွက်ချိန်နဲ့နေဝင်ချိန်ဘယ်တိမ်တွေဘလို့လားစာပကြီးချေတာရင်12လရာသီဟာလဲစာစီကုန်းထဲမှာပျော်ဝင်နေစေမို့လားမတ်တရားနေတွေအထိမ့်မဲ့နေတွေနဲ့ဂုံပြူနေတွေဟာလဲစာစီစာကုန်းအတွက်မိမရတဲ့ရက်ဆွဲတွေပဲပေါ့ဆိုရိုးစကပုံဖုံဖုံနဲ့စုံနေတဲ့မြင်ကွင်းတစ်ဖက်မှာခိုင်ချက်တွေအတွေးအမြင်တွေနဲ့ဝေးစီကျင်တာဟာလဲစာစီစာကုန်းတွေဖြစ်မှာပေါ့နောက်ဆုံးတော့လေမြင်ရကြားရခံစားရတဲ့အရာအလုံးစာစီစာကုန်းရဲ့မျက်နှာဖုံးတွေပါပဲလေ